trader တွေကြားထဲမှာကြားလိုက်တာနဲ့ယနေ့မှာဒင်းခနဲဖြစ်သွားစေတဲ့စကားလုံးတစ်ခုရှိတယ်အဲ့ဒါကတော့ margin call ပါပဲဒီနေ့အဲ့ဒီအကြောင်းကိုပဲပြောကြမှာပါဒီကြားကြရောက်လာတဲ့အခါဘလို့ခန်းစားရလဲဆိုတာနေပဲစလိုက်ကြအောင်ဘာလဲဆိုတော့လေအဲ့ဒီခန်းစားချက်ကိုနားလေသွားပြီဆိုရင်ဒါကိုဘလို့ရှောင်းရမလဲဆိုတာကိုသိဖို့ပထမဆုံးခြေလန်းစလိုက်တာနဲ့အထူတူပါပဲကဲအဲ့ဒီကြောင်းစရာကောင်းတဲ့အကြောင်းကြားစာပေါ့ဟိုးရင်တော့ဆိုရင်လေတာကတကယ်ကိုဖုန်းဆက်ပြီးအကြောင်းကြားတာအခုခေတ်မှာတော့ပိုပြီးခေတ်မီတဲ့ digital a lot ပေါ့ပုံစံပြောင်းသွားပေမဲ့အရင်လိုပဲဘယ်သူမှမလိုချင်တဲ့အရာတစ်ခုဖြစ်တော့ရှိနေတော့မယ်ဆိုတော့ဒီ margin call ဆိုတာကြီးကတကယ်တမ်းကျတော့ဘာကြီးလဲ margin call ဆိုတာကလေရိုးရိုးလေးပဲတတိပေးချက်တစ်ခုပဲကိုယ့်အကောင့်ကအန်ဒရယ်ရှိတဲ့အခြေအနေရုံနေပြီနော်လို့ broker ကနေတတိလာပေးတဲ့ signal တစ်ခုပေါ့ခဲဒါအိုတီတီချာချာနားလေတော့ဘောတဲ့နော်နည်းနည်းရှုပ်ထွေးပြီးတော်တော်လေးရှင်သူနေတဲ့စကလုံးထုံးလုံးကိုအရင်ဆုံးခွဲခြားသိဖို့လိုတယ်အဲ့အရာတွေကတော့ margin level margin call level နဲ့ margin call ကိုတိုင်းမှာပဲ margin level ကိုလေကို trading account ရဲ့အသက်သွေးကြောတစ်ခုလိုမျိုးမြင်ကြည့်လိုက်ဒါကရာခိုင်နှုန်းနဲ့ပြတဲ့ကိန်းကနန်းတစ်ခုဖြစ်ပြီးအမြဲတမ်းလေပြောင်းလဲနေလဲအဓိကကတော့ကိုမှဘလောက်အထိခံတာနိုင်စွမ်းရှိတယ်လဲဆိုတာကိုပြောပြနေတာပေါ့ margin call level ကတော့အဲ့လိုမဟုတ်ဘူးသူကကြတော့ broker ကအတတ်မှတ်ထားတဲ့တိကျတဲ့ရာခိုင်နှုန်းတစ်ခုဥပမာတေဟာပိုင်းဆိုတေဟာပိုင်းပေါ့တဲ့ထက်မှာမြင်းနှကြောင်ဆွဲထားတယ်လို့ပဲအသေးတယ်ဆိုတော့အဓိကကွာခြားချက်ကရှင်းသွားပြီထင်ပါတယ်တစ်ခုကအချက်ပေးတဲ့မြည်မဲ့အဆင့်ဖြစ်ပြီးနောက်တစ်ခုကအဲ့ဒီအဆင့်ကိုရောက်သွားတဲ့အခါဖြစ်လာတဲ့အဖြစ်ပြက်အဲ့ဒီအချက်ချစာကိုယ်တိုင်မှာပဲဟုတ်တယ်နာမည်ပေးထားတာတွေကနည်းနည်းတော့ဂတိကအောက်နိုင်တယ်ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့နာမည်ပေးခဲ့တာမှမဟုတ်တာပဲเนาะအရေးကြီးတာကအဲ့ဒီ level နဲ့ event အဆင့်နဲ့အဖြစ်ပြက်ကြကောကွာခြားချက်ကိုသဘောပေါက်ဖို့ပါပဲကဲဒီရှုပ်ရှုပ်ထွေးထွေးတွေကိုရှင်းသွားအောင်အရန်လွယ်တဲ့ဥပမာလေးတစ်ခုနဲ့ကြည့်ကြရအောင်ကြည့်လိုက်ပါဒီဥပမာလေးကအဆက်ဆက်မှုကိုအရန်ကောင်းကောင်းရှင်းပြနိုင်တယ် margin level ဆိုတာကရေရက်ပူချိန်လိုပဲတက်လိုက်ကျလိုက်နဲ့ margin call level ဆိုတာကရေစုမှ100 degree celsius ပေါ့အဲ့ဒီကိုရောက်ရင်ရေစုပြီး margin call ဆိုတဲ့အဖြစ်ပြက်ကတော့ရေတွေပွတ်ဆူပြီးရေနွေးငွေတွေထွက်လာတဲ့ချိန်ပေါ့ရေစုနေပြီပြောဆိုပြီးအော်ပြောလိုက်တယ်လို့ပါပဲကဲ theory တွေပြောပြီးပြီဆိုတော့လက်တွေ့ဖြစ်ရတစ်ခုနဲ့ကြည့်ကြရအောင်အစပိုင်းမှာအခြေအနေကောင်းနေတဲ့အကောင့်တစ်ခုကဘလို့လို့ပြီးအချိန်တိုလေးအတွင်းမှာအတက်အသေးတွေရောက်သွားနိုင်လဲဆိုတော့ကြည့်ကြမယ်ကဲဒီလိုမျိုးကြည့်လိုက်ပါအကောင့်ထဲမှာဒေါ်လာ1000ရှိတယ် broker ကတောက်မှတ်ထားတဲ့ margin call level က 100% အဲ့ဒီမှာကိုယ့်ရဲ့မတီးငွေတွေကဒေါ်လာနေလာကိုသုံးပြီး trade တစ်ခုဖွင့်လိုက်တယ်ဆိုပါစို့အစပိုင်းမှာတော့အကောင့်ထဲမှာဒေါ်လာ1000အပြည့်နဲ့အားလုံး AC ပဲပေါ့ trade တစ်ခုဖွင့်လိုက်တာနဲ့ broker ကအဲ့ position ကိုဆက်ဖွင့်ထားနိုင်ဖို့အတွက်လိုအပ်တဲ့ဒေါ်လာ200ကိုအာမခံငွေ used margin အဖြစ်တည်တံ့ဖယ်ထားလိုက်ပါတယ်ဒါမဲ့အဲ့ဒီမှာပြဿနာကစလာပဲဖွင့်လိုက်တဲ့ trade ကရှုံးပါလေရောအကြီးကြီးရှုံးတာရင်းမဲ့ထဲမှာရေးထားတယ်လို့ဆိုရင်တော့ trading မှာတော်တော်ညံ့တယ်လို့ပြောရမှာပေါ့အခုဆိုရင်အဲ့ဒီ position မှာမပိတ်ရသေးတဲ့အရှုံး floating loss က American dollar 800တောင်ထိသွားပါပြီအဲ့ဒီရှုံးကကိုယ့်အကောင့်ရဲ့လက်ရှိတန်ဖိုးအဆင့်အမှန်ထက် equity ကိုဓာတ်ရိုက်တွားပြီးထိတ်ခိုက်တော့ equity ကိုတွက်တဲ့အခါအကောင့်တွေကပိတ်ဆက်နေကနေအရှုံးမှုနှုတ်အားကိုဆိုတော့ဒေါ်လာ1000နဲ့က share နှုတ်လိုက်တော့ equity ကဒေါ်လာ900ပဲကျန်တော့တယ်အခုအရေးကြီးဆုံးဖြစ်တဲ့အဲ့ဒီ margin level ကိုအတွက်ကြည့်ကြရအောင်သူ့ရဲ့ formula က equity ကို use margin နဲ့စားပြီး100နဲ့မြောက်ထားပါကဲတွေ့ပြီလား equity ကဒေါ်လာ900 use margin ကလည်းဒေါ်လာ900ဆိုတော့နှစ်ခုညီသွားပြီဒါကြောင့် margin level ကရရ 10% TT ကိုရောက်သွားပြီ margin call ဆိုတဲ့အချက်ပေးတဲ့စမေးပါပြီကဲအချက်ပေးတဲ့တော့မီလာဒီဒါကလက်ရှိအချိန်မှာကိုကောင်းတာတကယ်တမ်းဘာလို့ဆိုလိုတာလဲဘာဒီဆက်ဖွင့်မှာလဲ margin call ဖြစ်ပြီးဆိုရင်ပထမဆုံးအနေနဲ့ position အသစ်တွေလုံးဝဖွင့်လို့မရတော့ပါဘူးလောက်လို့ရတာကအခြေအနေကိုပြန်ကောင်းအောင်ပြုပြင်ဖို့ပဲအဲ့ဒါကဘာတွေလဲဆိုတော့အရှုံးဖော်နေတဲ့ trick တွေကိုပိတ်ဖြစ်တာအကောင့်တွေကိုပိတ်ဆန်းထပ်ထည့်တာဒါမှမဟုတ်ဈေးကွက်ကကိုယ့်ဘက်ကိုပြန်လှည့်လာပါစေလို့ဆူတောင်းနေတာပဲဖြစ်မှာပါဒါဆိုရင်အရေးကြီးဆုံးမေးခွန်းတစ်ခုထွက်လာပြီအဲ့ဒီရှုံးနေတဲ့ trade ကရှေ့ဆက်ပြီးဒီထက်ပိုဆိုးသွားတယ်ညောဘာဖြစ်မှာလဲ margin call ဆိုတာကတတိပေးချက်တစ်ခုပဲနော် warning bell လိုမျိုးအဲ့ဒီတတိပေးချက်ကိုမှ lit ရှူလိုက်ရင်နောက်တစ်ဆင့်ဖြစ်တဲ့ stop out level ဆိုတာကိုရောက်သွားလိမ့်မယ်အဲ့ဒီခါကျရင်တော့ broker ကကိုယ့်အစားကိုယ့် trade တွေကိုအတင်းအကျပ်ပိတ်ပစ်တော့မှာပါကျွန်တော်ရဲ့ရေစုတဲ့ဥပမာလေးကိုပြန်သွားကြည့်ရအောင်
margin call ကယေစုနေပြီနော်လို့တတိပေးတာဆိုရင် stop out ကတော့အဲ့ဒီယေစုတွေလန့်ကြပြီးမိလောင်တန်းရသွားတာနဲ့အတူတူပါပဲဆိုတော့တတိပေးချက်ကတစ်မျိုး core position ဒီအတင်းချက်အပိတ်ခံရတာကလောင်းဝတစ်မျိုးနော်ဒါကြောင့်ဒီ margin call ဆိုတဲ့အချက်ပေးတံကိုဘလော့မပေါ့ပေါ့ဆဆသဘောမထားဖို့အရေးကြီးဆုံးပါပဲ